နာရူတိုနဲ့လူဖီလူနှစ်ယောက်လုံးဟာသူတို့ရဲ့ငယ်ဘဝမှာမိဘမဲ့တွေအဖြစ်ကြည်ပြင်းခဲ့ရတာချင်းတူပေမဲ့ခန်းစားခြင်းပိုင်းဆိုင်ရာနာကျင်မှုနဲ့လူမှုပတ်ဝန်းကျင်ရဲ့ဖိနှိပ်မှုအပိုင်းမှာတော့နာရူတိုနာပိုပြီးခက်ခဲခဲ့တယ်လို့ပြောလို့ရပါတယ်။သူတို့နှစ်ယောက်ရဲ့ငယ်ဘဝကွာခြားချက်တွေကိုအသီးစိမ့်နှိုင်းယှဉ်ကြည့်အောင်ပါ။တစ်နာရူတိုဦးဇူမာကီအထီးကျန်းချက်နဲ့အမုန်းတရားနာရူတိုရဲ့ငယ်ဘဝဟာအမောင်ထုနဲ့ပိုနီးစပ်ခဲ့ပါတယ်။မွေးကလေးကမိဘနှစ်ပါးလုံးမီနာတိုနဲ့ခူရှိနာရှုံးပါသွားခဲ့တာကြောင့်နာရူတိုဟာချစ်ချင်းမေးတာကိုမတီးပဲကြည်ပင်ခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါကြိုးဆိုးပါတယ်လို့ပြောမဲ့သူမရှိသလိုဝမ်းနေတဲ့အခါချော့မဲ့သူလည်းမရှိခဲ့ပါဘူး။လူမှုပတ်ဝန်းကျင်ရဲ့ပယ်ထုမှုနာရူတိုရဲ့ကိုယ်ထဲမှာကိုမီအကောင်ကူရာမာကိုချိတ်ပိတ်ထားတဲ့အသက်တရွာလုံးကသူ့ကိုနှဆိုးလို့သဘောထားပြီးဝိုင်းပက်ခဲ့ကြပါတယ်။သူဘာအဖြစ်မှမလုပ်ပဲလူကြီးတွေရဲ့ဆက်ဆုပ်တဲ့အကြည့်တွေကိုခံခဲ့ရတာပါ။သူ့ကိုဝေးဝေးရှောင်ကြသလိုသူတို့ရဲ့ကလေးတွေကိုလည်းနာရူတိုနဲ့မကစားဖို့တားမြစ်ခဲ့ကြပါတယ်။နာရူတိုဟာအိမ်မှာတယောက်တည်းနေရပြီးပြန်လာရင်ကြိုးဆိုးမဲ့သူတယောက်မှမရှိခဲ့ပါဘူး။စားစရာဆိုရင်လည်းခောက်ဆွဲချောက်နဲ့တက်တန်းကုန်နေတဲ့နွားနိုးတွေကိုပဲအားကိုးခဲ့ရတာပါ။အာယုံဆိုင်ခံခြင်းမှုသူဟာလူတကားရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်နီးမျိုးစုံနဲ့ပြဿနာရှာခဲ့ရပါတယ်။ဒါဟာတကယ်တော့သူဟာငါရှိနေတယ်ဆိုတာကိုသိစေခြင်းနဲ့စိတ်တန်ရကြောင်းပါ။အမုန်းခံရတာကဘယ်သူမှမသိပဲလိရှူယူခံရတာတဲ့ပိုကောင်းတယ်လို့သူယူဆခဲ့တာပါ။နှစ်လူဖီ Monkey D. Luffy လွတ်လာခြင်းနဲ့တန်ရောစင်လူဖီရဲ့ငယ်ဘဝကတော့နာရူတိုနဲ့စာရဲ့နှွေးထွေးမှုပိုရှိခဲ့ပါတယ်။နှွေးထွေးမှုရှိခဲ့တယ်ဆိုပေမဲ့လည်းလူဖီယာလွယ်လွယ်ရခဲ့တာတော့မဟုတ်ပါဘူး။သူကကိုအိတ်စီရဲ့ယုံကြည်မှုရအောင်မသေးယုံအနေထားထိကြိုးစားခဲ့ရတာပါ။ကရုဆိုင်မဲ့သူရှိခြင်းလူဖီမှာမိဘယဉ်နေနားမှမရှိပေမဲ့သူ့ကိုအယမ်းချစ်တဲ့ရှန့်ရှိခဲ့တယ်လို့နောက်ပိုင်းမှာလည်း Ace နဲ့စာဖို့ဆိုတဲ့ညီကိုတွေနဲ့အတူကြီးပြင်းခဲ့ရပါတယ်။ရီမန်ချက်လူဖီယာငယ်ငယ်ကလေးကရှန့်စီကနေစိတ်ဓာတ်ခွန်အားရပြီးပြင်လေသားပြဘူးရင်ထွတ်မယ်ဆိုတဲ့အိမ်မက်ကိုပျော်ပျော်ရွှင်ရွှင်ကောင်းထည်ဖော်ခဲ့ရတာပါ။လေ့ကျင့်မှုခက်ခဲခြင်းလူဖီအတွက်ခက်ခဲတာကသူအကိုကားဖြစ်ပြင်းထန်တဲ့လေ့ကျင့်ပေးမှုတွေတော်တဲ့ပြစ်ချတာမိုးပြန်ပူးပေါင်းတဲ့ချိတ်ထားမျိုးတွေပါ။ဒါပေမဲ့ဒါဟာနာရူတိုခံစားရတဲ့တလောကလုံးကဝိုင်းမုန်းတာမျိုးနဲ့တော့မတူပါဘူး။ brother တို့တော့ဘယ်လိုထင်လဲ။ငယ်ဘဝမှာလူဖီနဲ့နာရူတိုဘယ်သူကပိုပြီးခက်ခဲခဲ့မယ်ထင်လဲ။